KF vlog လေးပါရှင်အရင်ကနေပြီးတော့အခုစထွက်ပါပြီရမ်းသွားကျင်နေတဲ့တာဖြစ်သူကတော့တက်ကြွတဲ့စက်ဖာလေးဖြစ်နေတာပေါ့နော်ဒါဟီဇယ်တို့တအောက်ကနေပြီးတော့ဒီကားငှားလို့ရမယ်နေရာကိုထွက်တာပေါ့နော်ဒါဒီနေရာမှာ grab ဆောက်တယ်ဒီဇယ်တို့ကဘယ်ကိုသွားမှလဲဆိုရင်အတိက locking လို့ခေါ်တဲ့ဒီ bus terminal ပေါ့နော်ရန်ကုန်လိုပြောရဆိုအောင်မင်္ဂလာအဝေးပြေးပေါ့နော်အဲ့ဒါကိုသွားဖို့အတွက်ကို grab ခေါ်ထားတယ်ဒီနေရာမှာစောင့်နေနေနည်းနည်း talkie လေးပါလေးဖြစ်ပေါ့တာဖြစ်သူရဲ့ရုပ်ကတော့အရန်ကိုတက်ကြွလန်းဆန်းနေရပါတော့လာကင်ကိုရောက်ပြီးဆိုတာနဲ့ဟီဇယ်တို့ကဒီ online ကနေလက်မှတ်ကဝယ်ပြီးသားပေါ့နော်ဒါပေမဲ့ဒီ paper လေးပေါ့ဘယ်လိုခေါ်လဲတော့မပြောတတ်ဘူးအဲ့ဒါလေးကိုထုတ်နေပါတယ်ဒါတော့ကားရောက်ပြီးဆိုတာနဲ့ကားပေါ်ကိုတက်ဖို့ပေါ့နော်ဒါသွားနေပြီဒါဟိုဘက်က KL မှာရှိတဲ့ TBX station ရောက်သွားပြီပေါ့နော် TBX station ရောက်သွားပြီဆိုတဲ့အခါကျ Grab ငှားဖို့ Grab ငှားလို့ရတဲ့နေရာစီသွားလိုက်တယ်ဒါတော့ဟီဇယ်တို့ hotel ကိုရောက်သွားပါပြီဒါတော့တာဖြစ်သူစိတ်တိုင်းကြရွေးထားတဲ့ hotel ပေါ့နော်ဒါ hotel ရဲ့ reception hotel ကြီးကတော့ KL မှာခန်းနာနေလို့ပြောလို့ရတဲ့ hotel ထဲမှာပါတယ်ပေါ့နော်ဒါတော့ဟီဇယ်တို့ကိုနေမဲ့အခန်းလေးကိုသွားဖို့အတွက်စာတက်နေပါပြီ Lover 39မှာပါအရန်ကိုဒီလိုမျိုးခရီးသွားတယ်ဆိုအမြဲတမ်းသူကထိတ်ဆုံးကနေပြီးတော့သူကိုယ်တိုင်သွားချင်တယ်ဒါအခန်းကိုသွားတာပေါ့နော်သွားနေတော့ဘယ်ဟာကတကားပေါက်မှန်းမသိဘူးအဲ့တော့ဒါရောတကားပေါက်ဖြစ်မလားဆိုပြီးတော့ဇဝေဇဝါဖြစ်တော့သူဟုတ်လားပေါ့နော်ဘယ်ဟာတကားပေါက်မှန်း तू မသိဘူးဖြစ်နေအမြဲတမ်းပဲသူကိုယ်တိုင်အညုံဆုံးလှုပ်ချင်တယ်ပေါ့နော်ဘယ်နေရာသွားဒါဟိုတဲ့အခန်းထဲကိုစပြီးတော့ဝင်လာပါပြီ EQ Hotel ပေါ့နော်အဓိကဟီဇယ်တို့တဲခဲ့တဲ့အခန်းကတော့ Premier King အခန်းလေးပေါ့နော် room လေးဖြစ်ပါတယ်သူကတညကိုစင်ကာပူဒေါ်လာဟီဇယ်တို့သွားတဲ့အချိန်ကတော့နည်းနည်းဈေးကြီးနေရလဲပါမယ်400ဝန်းကျင်လောက်သွားကြပါတယ်ဒါပေမဲ့သူက3ယောက်အထိနေလို့ရတယ်ပေါ့နော်အဲ့တော့ဟိုပေါ်မှာတားထိုင်နေထိုင်ကုန်လေးမှာတော့ညကြရင်တယောက်ယောက်ကတော့သွားကြပါနော် view ပါဟေဇယ်တို့က Twin Tower view ကိုနောက်တစ်ခုကကြတော့တစ်ဖက်မှာမြင်နေရတယ်ပေါ့နော် city view ပေါ့အဲ့နှစ်ခုလုံးပါတယ် view မျိုးကိုယူထားပါတယ်ကိုကြီးကဘာတွေဆွေးနေလဲမသိဘူးရောက်ချင်းပီဇာမှာကျွေးရပါတယ်ဒါအခက်နဲ့မြင်ရတဲ့ view တွေပါ view ကတော့အရန်မိုက်ပါတယ်ဒါ breakfast သွားစားမယ်ပေါ့နော်နောက်တနေ့မနေ့ breakfast သွားစားဖို့စင်းနေအချိန်မှာဟီဇေကတော့breakfast ကိုတော့လုံးဝမကြိုက်ပါဘူးကိုကမြန်မာပီမြန်မာအစားအစာပဲစားချင်တာပေါ့နော်သူတို့ဟာတွေတွေးလိုက်ရတဲ့အချိန်မှာကိုမကြိုက်တာတွေကြီးပဲဖြစ်နေတာပေါ့နော်ဒါပေမဲ့လည်းဟို breakfast ပါတယ်ဆိုတော့ပေါ့နော်တန်အောင်လို့တော့စားခဲ့ပါတယ်ကောင်းလားလို့ပြောရင်ရှိတဲ့ဟာလေးတွေကတော့အရသာမစိုးပါဘူးဒီ hotel ကသူက wall မှာဆိုရင်22ဒီ Asia မှာဆိုနံပါတ်2ချိတ်တယ်လို့တာပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘယ် hotel မှာတဲမယ်ဘာတွေလုပ်မယ်ဘယ်တွေသွားမလဲဆိုတဲ့ trip plan ကတာကိုယ်တိုင်ဆွဲထားတာပါသူ့ကို birthday present အနေနဲ့ကောချက်ပွိုင်းမှာအမှတ်ကောင်းတဲ့အတွက်ကောစုချပါတယ်ဆိုပြီးတော့လှုပ်လိုက်တဲ့အချိန်မှာသူကအဖေနဲ့အမေကိုပေါ့နော်တဆုံးမထားတဲ့ဗီဒီယိုပေါ့နော်ဒါတော့ပြန်လာပါပြီခြေလက်တွေအရန်ကိုလေးလံနဲ့ဟိုဟာလေးနဲ့ပြန်လာပါပြီကျေးဇူးတင်ပါတယ်